အားလုံးပဲမင်္ဂလာပါကျွန်တော်မတွေ့ရလဲကြာပြီပေါ့နော်အခုကျွန်တော် blog fruit ဆော့မှာဖြစ်ပါတယ်ဒါကျွန်တော်မဆော့ပြတာများတယ်ပေါ့နော်မဆော့ပြတာထက်ဆော့ပြပေမဲ့လည်းကျွန်တော် video file ဖြတ်မိတာဖြစ်ဖြစ်အဲ့လိုမျိုးတစ်ခုမတင်မိတာကြောင့်အကြောင်းတစ်ခုကြောင့်ကျွန်တော်မဆော့ပြဘူးပေါ့နော်အခုတော့ကျွန်တော် blog fruit ရောက်နေတယ်ကျွန်တော် level ကတော့1500ဆိုတော့ပိုအဆင်ပြေရပေါ့နော်ကျွန်တော် level 1500ဆိုတော့ဒါအသက်ကြီးလဲသွားလို့ရပြီပြီးတော့ကျွန်တော် midnight blade ကလည်း for the opening skin ရယ်ဒါပြီး gas ကလည်းလုံးဝ mastery အပြည့်ရပါတော့300အပြည့်ပေါ့နော် mastery အပြည့်ဆိုတော့ max level တော့မဟုတ်သေးပါဘူး mastery ပြည့်ရပါပြီအဲ့ဒီတော့ကြောင့်ကျွန်တော်မှာတော့ကျွန်တော်ဒုတ်ရ gravity ရ pain ရ creation ရကောင်းကောင်းကန်ကန်ရှိရဒါပြီး magma ice ဒါပြီးဒါတွေပါပဲပြီးတော့ဒီမှာZebra cut, swan glasses, Usopp hat, top hat, Dobaro, Gowl mat, black hat, warrior helmet, black spiky coat, shark tooth necklace ကတော့ကျွန်တော်ဒီမှာဟွာဘောနော် Terra shark ကိုတက်ပြီးတော့ရှားလာပါတယ်ဒါပြီး lightning skin ကတော့ရိုးရိုးပဲရှိတယ် eagle လည်းရိုးရိုးပဲရှိတယ် aura skin ကတော့ bright yellow ရှိပါတယ်ကျန်တဲ့ဟာတွေကတော့ဒီမှာပေါ့နော်ဒီမှာဆို simulation data လည်းတော်တော်ရှိတယ်ကျွန်တော်ဟွာတွေလောက်တာဒီမှာဆို Terra eyeအဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ fruit roll မယ် factory line factory လုပ်မယ်ပြီးရင် gas အကောင်ကြီးပြောင်းပြီးတော့span လုပ်ပြီးတော့ဟွာလုပ်ပေးပွားပိုင်ပေါ့နော်ဟွာလုပ်ပေးတာဖြစ်တယ်ဗါလဲ gas အကောင်ကြီးပြောင်းပြီးတော့ span ပြီးတော့ bounty ယူအောင်ဖြစ်ပါတယ်ကျွန်တော်တော့ bounty က 2.5 million bounty ဖြစ်ပါတယ်အဲ့တော့ let's go ဗျာကျွန်တော် fragment တော့4000ပုံစံ2တန်းဆိုအခုလောဆယ်ဟွာအရင် roll မယ်ဗျာ fruit ရင် roll မယ်လေလောဆယ်တော့ fruit roll ဖို့အတွက်တောင်းပါမယ်။ Geoless ကငါ့ကောင်းကောင်းပေးအရင်တော့ဗျာကျွန်တော်သိလား gravity တို့ဒုတ်တို့ roll လိုက်တာ။မှန်တကယ်ကတော့ခုန lightning ရယ် T-rex ကနေပြီးတော့အဲ့ gravity pain ရယ်ဟွာရတာပေါ့နော်။အဲ့တော့ကျွန်တော်အကောင်းဆုံး roll ခဲ့ရတော့ဒုတ်ကကျွန်တော်အကောင်းဆုံး roll ခဲ့ဒုတိယတော့ lightning ကအခဏတိုင်းက Buddha fruit လည်းရခဲ့အဲ့တော့ဟဲ့ဒါကြီးမင်းငါ့ကိုကောင်းကောင်းပေးမှလားမပေးဘူးလားနင်းမပေးဘူးဆိုဒီမှာမင်းရဲ့ရှေ့မှာဓာရောက်နေနော်မင်းရဲ့မိသားစုတွေကတက်ပြန်မှာအမှန်တကယ်ဒီကောင်ချင်းကြောက်တာဘာသိရမလား fruit ကောင်းကောင်းပေးအောင်ကြည်ရနော်ရှုံးလား1 2 3ရှုံးမ gas အကောင်ကြီးပြောင်းပေးလိုက်ပြီလားကောင်းကောင်းပေးမှလားမပေးဘူးလားငါပြောတော့မယ်လို့ကဲဘာရအောင်လဲမသိဘူးကျွန်တော်မျက်စိမိတ်ထားရနော်ဒါကျွန်တော် face ဝါမပါလို့ဘာရလဲ bro တွေ့ပြီလားရပြီလားထင်တာပဲကျွန်တော်မျက်လုံးဖွင့်လိုက်တော့မှာနင်ကဟဲ့ Phoenix ကြီးဟာကောင်းလိုက်လားဆောင်းရဲ့လက်တွေကန်နီတက်နေတာ Phoenix ကမရှိဘူးတော့ store လိုက်မယ်ဟိုကန်နီကောင်းနေတာကိုကြီးတို့ဟိုဒါမှအများကြီးပဲဟာကမင်းလားတော့ user လေးမပြေးနဲ့ရှော့လိုက်တယ်မှာတော့ယူစားပြေးတယ်ဟာအဲ့ဒီဒိုးလာဒိုးနဲ့ကြီးနဲ့အော်မိပြီရှော့လာပြီရောရှော့လာပြီအထီကဆော့တလို့ထီတယ်အမစပန်နေဟာဒုတ်တွေနည်းနည်းကြောက်ရတယ်ဒုတ်ယူစားတယ်ရှော့နေတို့ယူစားနေကြောက်သွားတယ် no ကိုမူခံရရှော့ဖြစ်တော့တို့ယူစားနေတော့ချလို့ဖြစ်တော့ငါခံနေရတယ်ဟာဒီဘက် level မြင့်တာဟုတ်ဟာငါလင့်ကောင်းမှမသိရောဟွာကြီးနဲ့ missile jet ကြီးနဲ့ရှော့မဂျားတဲ့ကောင်မှဝင်ကျိုးရှော့မင်းမထီးပါစောတုံးထီးရဟာဘာကြီးလဲလို့ sorry အဲ့ရိုလာဒိုးနိုင်ကြဆောင်းရဆိုးတာထဟာဟေး transformation ကုန်သွားပြီဟာဒီဘက်ငါ့ကိုကျုံတော့မယ်လာတော်ပြီငါတေးပြီemotional damage လေတာကွာတာဟုတ်ကွာလာဗျာ
ဟုတ်ပြီအေးတွေ့မယ်မင်းနဲ့ကလည်းနောက်မှတွေ့မယ်နော်ပြီးမှဇာရှင်းမယ်လို့တားလေးတော့ဟောဒီမှာထွက်နေကြလားထွက်မယ်မလူဖီဟာလူဖီကဘလစ်ဇာလူဖီမွေးနေတယ်လူဖီတော့ gravity လူဖီမွေးနေတယ်လူဖီဟဲ့ဘာဖြစ်တပိလာအောင်မဒီတော့ဆောင်းရမုန်းလားစပမာလေးကျွန်တော်အတန်နေပါလေဝင်တာဖြစ်မိုးရလို့အတန်မကောင်းတာဖြစ် sorry ပါဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာမိုးကရွာတော့အတန်ကတိတ်မထွက်ချင်ဘူးဖြစ်နေရှောင်းဝင်ရပါဒါလေးမပြီးပါနဲ့ full transformation ready တဲ့လူဆောင်လိုက်အောင်မညငါငါပြီးအုံးမတော့ကြနေအနားရောက်မှာပြီးအုံးမရောငါ့ကိုတီးသွားငါတိတ်ဆိတ်လေးကျုံးလာမှာပါဟုတ်ပြီဒီဘက်ငါ့ကိုရှိမနေဒီလားရှိမနေတယ်ကာကြီးတင်တာပဲဟယ်လိုကစီးလိုက်ရပေါ့ဟယ်လိုဘယ်သွားရလဲစပူဒီမရှောအဆောက်တုံးနေရအေးမထီဘူးဟာရှောင်းသားမှာကြိုက်ဖို့ဝီလိုက်ပြီတေသွားပြီဒါပဲအေးဟဲဘောင်လီရတယ်ဟိုလာဒိုးနဲ့လိုင်းလက်တယ်လို့လာမပြောနဲ့နော်ဟိဒီပဲလိုင်းလက်နေရလားငါလိုင်းလက်နေရလားမဟုတ်ဘူးအေးပဲလိုင်းလက်နေပြီးရှင်းပြီးဒီပဲငါမသိဒီပဲဘယ်ရောက်လဲရှာနေငပိုးကဲခုတော့ကျွန်တော်တို့ C3 ကိုပြန်ရောက်လာပါပြီဒီမှာပေါ်တောင်းပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် C1 အကောင်လေးစောင်းရမ်းမြင်ကပ်ဖို့ကောင်းတယ်ကတော့ဟို C1 အကောင်လေးအရန် C1 အောင်ဖြစ်တယ် C2 အကောင်လေးအရန်ဟိုမှာတောင်းကျန်းတော့ကျွန်တော်ခု CB ဟတ်မယ်ပေါ့နော်အဲ့တော့ပုတ်လေးလှေလေးစင်းလာဂါဒီယန်နဲ့ရပြီဒီလင်းနဲ့ထွက်မယ်တို့ရ2500ဆိုအသာလေးပါပဲမလိုက်လာနဲ့နော်ကောင်ပေါ်တောင်းတော့ဒါသိရမလား C3 ရောက်လာတဲ့ newbie လေးပေါ့နော်ကျွန်တော်လည်း newbie လေးပါပဲမဆန်တတန်းကိုဆင်ပြေပါတယ် C castle ဟိုချမ်းမှာဟုတ်တယ်မလားဘာမှလဲCB လာပါလားမသိဘူးကျွန်တော်တို့ Tiki outpost ရောက်မှာပဲပြန်တွေ့ပါမယ်Okay, di kamar mana lagi? Kok sama bos? Dia itu ada ni dia. Terus orang satu baru mulai ni. Kalian dia silo ya. Dia silo ya, sekarang dia baru silo. Kalian mau boleh. Punya apa? Cuma lo, jadi apa sih apa? Kalau lagi biasa dia kalau lu ni amat lagi apa video ni ya. Sekarang video ni. Tiki apa sih ya lah, tapi kemana? တော်ပြီကွာဒီလှေကြီးကကြားတယ်လှေဘောထွက်ရလို့ရေကူးမယ်လို့ Sheriff V2 ဆိုရေကူးလို့ရတယ်လှေထက်တော့ရေကူးကမြန်အောင်ဒီမှာနော်ကျွန်တော် glitch တစ်ခုတင်ပြလိုက်မယ်ဒီမှာကြည့် gas မှာ bro ကအဲ့လိုမျိုး mystery 90ရှုံနေရဒီမှာကြည့်ဖြောင်းရေ dragon လို့အေးပါကွာဖြောင်းရေဒီမှာကြည့်ဒီလိုရှေ့ရောက်ကိုလိုလုပ်ပြီး traveling ကဆိုအဲ့လိုပေါ်ရောက်ပါဒီမှာကြည့်ဒီရောက်ဖို့စီဒီဘက်ချမ်းရောက်ပါ dragon တော်လေးဟိုထုံးလို့ဒီဘက်ဟိုဘက်ထော်သွားတော်သေးတာပေါ့ဗျာရှေ့မှာဆိုရင်တော့လေစပုံးပြီးတော့မဖြစ်ပါနဲ့အစနေရကုန်လေစပုံးကနေနေမယ်ကဲတော့တော်လိုက်ပါဦးမခင်ဗျာ CB တွေ့မှာပြန်တွေ့ကြပါမယ်ကျွန်တော်စီးပါရှိတဲ့ကောင်နဲ့အကုန်ပြင်းနေပေါ့နော် Leviathan တော့မပြင်းနိုင်သေးဘူးအဲ့တော့တော်လိုက်ပါဦးမယ် 1 hour later ဘူးမတွေ့တော့လားကောင်စိုးလေးတွေလာမင်းတို့ဒီဘဲတွေအရင်ရှင်းရမှာသိလား
哦，上眼漏手了，哎，你东眼里撇西面讲的，然后讲你小了别咪，short traveling guts，对了，哦 ，no，没拉么离那里哇，说就呢，哟，离对不了路的嘞，说吧，对呀，多久了没？没呀。အဲ့ကျွန်တော်စီးပြောင်းတယောက်တည်းလှုပ်လို့မရဘူးလို့ပြောတာကျွန်တော် PVP လှုပ်တာလဲရှုံးတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်ဒန်ဂျန်ဝင်မယ်ဗျာကျွန်တော်Rango ကူကတော့မယူတော့ဘူးပြီးရင်ကျွန်တော်ဘာလှုပ်တင်လဲဆို energy မလို့ဘူးကွာကြပါ short damage လဲတိုးပေးတယ်ဆိုတော့ဒါကြည့်လိုက်မယ်ယူပြီးဒီလားဆိုအဆင်ပြေတယ်နေကန်ကိုခပ်ပူချသုံးမယ်ဘယ်လိုဆိုဒီလာရှိရကွာဘာရီစတော့လဲအခုလဲစတော့တာလွန်ခဲ့တဲ့မိနစ်30လောက်ကအခုစတော့တယ်ဘာစတော့လေဝယ်လို့တော့မရပါဘူးစပယ်ရီဒီစတော့တယ်ဒါပေမဲ့မကောင်းပါဘူးဘာပြောနေကြလဲညငါရေးလိုက်ပါဦးမယ် Spirit Store guys ကျွန်တော်တန်းကျင်ဝင်လိုက်ပါအောင်မယ်ဘာတွေလဲဒါကြီးဒန်ဂျန်ဝင်မယ်တားတို့ရေဒန်ဂျန်ဝင်မယ်အဲ့လို့ရအဲ့ငါဟွာကုန်သွားပါ stage တဲမှာလေကုန်လေး normal ပဲနှစ်ကောင်လေးရပါမလားမသိကြဘူးရပါတယ်နော်နှစ်ကောင်လေးလည်းရပါတယ်အစ်စေပေါ့ကဲဒန်ဂျန်နဲ့ကိုရောက်ပါပြီခင်ဗျာဒန်ဂျန်နဲ့ကိုhyper တိုးတာRusting Vapor shot โอ้ခါရတယ်ဟာဒီဘက်ကိုဂျောင်းပိတ်ထားသိလားလို့ဟာမင်းဟာကြီးရတယ်ငိမ့်နေလို့ဟောရောငါလာပိုင်းကြောက်တော့မယ်စောင်းတောင်းကျင်းတာပဲဘေးလေးလာဗမ်းကြတယ်နော်ဟေးတေးသွားပြီဟိုဘက်ခံရတယ်ပြီးတော့ပြီးသွားရှယ်လို့ရနေအောင်လေဟက်ကာရငါလည်းချမရစေဘူးအာမရဒီစနေလောက်တော့ရှော့ဒီဘောင်းကငါ့ကိုလည်းပေးချပါနေရုံးလေးကြောင်းdestroy ရတယ်ဖြိုခွဲ full transformation ပြရမယ်ဒါပဲ destroy ရတယ်ကဲဟက်ကာပါတော့လဲကောင်းတယ်ဟက်ကာပါတော့လဲမကောင်းဗျာကဲဘာလေးလဲ Rain of Spirit ငါ9သိန်း damage ပဲဟိုဘက်ဘယ်လောက်လဲနေ6တန်းအောင်မကြည့်ဘူးကြောက်စရာ
အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကလည်းဒီလောက်ပါပဲခုနကကျွန်တော်ဟက်ကာနဲ့ဆော့လိုက်ရပါတယ်ဘာဖြစ်လဲဆိုတော့ဒီကောင်လဲဆော့ခြင်းလို့လားတော့မသိဘူးကျွန်တော်လဲဆော့ပေးလိုက်ပါတယ်အဲ့တော့ဟက်ကာကလည်းမြင်ရတယ်ဗျ damage 6 သန်းတောင်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်ချင်ပါတယ်အဲ့တော့အားလုံးပဲ bye bye